Okay အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရပြပါ post ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ကဟိုပါဘောနော်ဒီနေ့ဗီဒီယိုကကျွန်တော်ကနေတာ base တစ်ခုစောင့်ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်what the ကျွန်တော် skeleton ပြည့်နေလာလိုက် okay အဲ့တီးရတယ်ပါ okay အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဘာလုပ်မှလဲဆိုတော့နေတာ base တစ်ခုစောင့်မယ်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ဒီ land နေကျွန်တော်ဒါကိုအဲ့လိုခင်းလိုက်တယ်လို့ရှိရင်ကျွန်တော် surprise တစ်ခုရှိပါတယ်ဒီမှာပေါ့နော်ကျွန်တော်bookshelf နေပြီးရင်ဟိုဟာလေးပေါ့နော်စောက်လိုက်တယ်lapis တော့လိုတယ်ပြီးရင်ကျွန်တော် neta လေးတွားပြီးရှင်းလိုက်တာဒါတွေပေါ့နော်ကျွန်တော်ပစ္စည်းနေရာမရှိဘူး neta base လေးစောက်အောင်ပေါ့နော်ဒါကတော့ကျွန်တော် neta base ကိုစောက်ဖို့တော့မှန်ကြိုတာပေါ့နော်ကျွန်တော်မှန်ကြိုတာအများကြီးတော့ရလာတယ်ကျွန်တော်တဲတွေကတော့ဒီဘက်တစ်ချမ်းတော့တော်တော်ကုန်သွားပြီဒီဘက်တစ်ချမ်းတော့ကျွန်တော်တော့မပြတော့ဘူးကျွန်တော်ဒီမှာဒီလောက်ပဲဒီဘက်တစ်ချမ်းဟိုးဘက်တစ်ချမ်းနေကျွန်တော်ကုန်သွားတယ်ဒီဘက်ကကျတော့ကျွန်တော်ဒီ bookshelf လေးရှိတယ်ကျွန်တော်ပြီးလို့ရှိရင်ဒီဘက်ကကန်းချီနဲ့မြင်မြုံမှာမလို့ဒီဘက်ကိုမြေကမျိုးသွားမှာမလို့အဲကြောင့်ကျွန်တော်ဒီဘက်မလုပ်တော့တာဟိုဘက်ပဲလုပ်တယ်โอเคအဲ့တော့ကျွန်တော်တို့ပထမဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်ဂိုးအာမှာလုပ်မယ်ကျွန်တော်ဒီမှာဂိုးရှိလားမသိဘူးတည့်ရတိုင်းပဲဖစ်ကလင်တွေကကျွန်တော်တို့ဟိုကလိုတယ်လေကျွန်တော်ဒီမှာဒီလင်းရတည့်ရတိုင်းပဲကျွန်တော်မြင်နေတော့ဂိုးကိုပဲကြိုက်တော့တယ်ဂိုးကိုကြိုက်တာအဲ့မဲ့ဒီမှာကျွန်တော်တခုပြတာရှိတယ်တာဟုတ်နော်ဒီကကျွန်တော် enchant လုပ်ထားတဲ့ဟာကြီးပေါ့နော်ဒီမှာကျွန်တော်ဒါမွေသေးတာပါကျွန်တော်အခုဂိုးအာမလုပ်ဖို့ဂိုးအာမနဲ့ကျွန်တော်ဂိုးအာမနဲ့ပဲကျွန်တော်ဝင့်มาရမယ်ကျွန်တော်အနည်းဆုံးဒီနှစ်ခုပဲကျွန်တော်ဝင့်သွားလိုက်ဝေးကျွန်တော်ထည့်လာအောင်โอเคဝေးကျွန်တော်လောက်တာဘောင်းမီရဆိုလို့ချင်းဝေးအင်ကြီးကကျွန်တော်ဒါအင်ကြီးမရှိဘူးနော်ပြီးတော့ထားလိုက်ပါကျွန်တော်ဒီမှာတက်မယ်ပြီးရင်ဒီမှာတက်မယ်လို့ရှိရင်ဝေးsorry ပြီးရင်ကျွန်တော်ဟိုကလုပ်မယ်အင်ကြီးလုပ်မယ်ပြီးရင်အင်ကြီးကိုဒီမှာတက်မယ်ပြီးတော့ကျွန်တော်ဂိုးအာမအပြည့်တော့ရပါပြီကျန်တဲ့ဟာကိုဒီထည့်ထားလိုက်မယ်ဒီဟုတ်ရှင်ကျွန်တော်ပြီးရင်နေတာလေးသွားဖို့အတွက်ကျွန်တော်စားစာယူရမယ်အခုတော့မှကျွန်တော်ဗိုက်စာနေတာပေါ့နော်ဝေးကျွန်တော်စားစာကျွန်တော်ဘာမှမတော့ဘူးနော်ကျွန်တော်တနေ့ကျွန်တော်ပါမုံနဲ့အချိန်ကုန်နေတာပေါ့နော်ဒီမှာဒီကျွန်တော်စဘာတစ် stack လောက်ယူလာခဲ့မယ်ပြီးလို့မရတော့ဘူးဒီတော့ကျွန်တော်ပြီးမှပဲ ready ပြင်လိုက်တော့မယ်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ပါမှုတော့ရပြီအဲ့တော့ကျွန်တော်ပါမှုစားမယ်ညနေတော့တွေးပြရတယ်ကျွန်တော်ဟိုဟာကိုသွားမယ်နေတာလေးကျွန်တော်ဟိုဟာနဲ့စောင့်ရပေါ့နော်ပြီးတော့မှဒီ chest ပါတစ်ခါတန်းယူရမယ်ကျွန်တော် glass ကိုအပေါ်မှာထားမယ်ပြီးရင် stone တွေလည်းကျွန်တော်တူးထားတယ်wait ဒါခိုး stone yes ကျွန်တော်နှစ် stack မကဘူးပေါ့နော်ကျွန်တော်ဒီလောက်တော့ယူသွားလိုက်မယ်ပြီးတော့မှတစ်ခါပြန်လာယူမယ်ပေါ့နော် okayကျွန်တော်နေတာလေးမှာကျွန်တော်နည်းနည်းရှင်းထားတယ်ပေါ့နော်ရှင်းထားတဲ့ဟာလေးနည်းနည်းရှိတယ်ကျွန်တော်သွားပါမယ်နေတာလေးကိုနေတာမှာကျွန်တော်ရှင်းထားလို့ကျွန်တော်ဟိုနားမှာအများကြီးပေါ့နော်ဒီမှာပေါ့နော်ဝေးကျွန်တော်အနာမန်ကိုမကြည့်လို့မရဘူး okay ကျွန်တော်ဒီဘက်မှာပေါ့sorry တော်သေးတယ်ကျွန်တော်ဂိုးအာမှာဝတ်ထားလို့ပေါ့နော်ကျွန်တော်ဒီမှာဒါတွေဖြိုးလိုက်အောင်မယ်ချတော့မချဘူးပေါ့နော်ကျွန်တော်ကြိုက်နေဒီကျွန်တော်ဂိုးအာမှာဝတ်ထားလို့ပေါ့နော်ဒီမှာအပေါက်ကြီးတစ်ပေါက်โอเคထားရပါတော့ကျွန်တော်ဒီလိုလေးစောင့်ဝင်ပေါ့နော်ဒီနားနဲ့ပြီးရင်ဒါလေးရင်တိုးရင်ကောင်းမှာဝေးဒီအောက်ကိုတော့မစောက်တော့ဘူးကျွန်တော်ဒီအပေါ်ဒီဘေးဘက်ကိုပေါ့နော်ကျွန်တော်ဒီလိုလေးစောင့်မယ်ကျွန်တော်တူးလိုက်ပါမယ်ရှုပ်တယ်ဒါခမောင်းဝေးဘာလဲလာခွေတာလားခွေတာဆိုင်ပါတော့ကျွန်တော်ကလည်းဟိုဟာဝိတ်ထားတယ်ဆိုတော့ဝေးကြီးတော့ကျွန်တော်အန်ဒါမန်မကြည့်ပြုတ်ကြတယ်ကွာကျွန်တော်နောက်ကပဲအကောင့်တွေတကောက်ရှောက်လိုက်နေကြီးတော့ပြီးကျွန်တော်ဒီဘက်ကိုချိုးရမယ် oh my god ဒီနားတော့ကျွန်တော်လှုပ်ထားတာပေါ့နော်ကျွန်တော်ဒါလေးနဲ့ပြန်ဖားလိုက် no bro what's wrong ဘာဖြစ်တာလဲဒီကျွန်တော်ဒီကောင်တွေကတော့ကျွန်တော် attack မလုပ်ဘူးပါဘူးကျွန်တော်ဂိုးအာမဝေးထားလို့ပါဝေးကျွန်တော်ဒါလေးတူးပြီးအပေါ်တက်လိုက်Pickaxe နဲ့ Pickaxe နဲ့မတူဘူးကျွန်တော်လေကြီးတော့ကျွန်တော်
ဒီနာဒီတော့ဝေးဒါနဲ့တူอ่ะအိုးမရဘူး bro ဒီနားမှာကျွန်တော်ဟိုဟာရှိတယ်အပေါက်လေးတစ်ပေါက်ရှိတယ်အဲ့တော့ကျွန်တော်ဒီဘက်ပဲတူရလားဒီဘက်ကတော့လွတ်တယ်ဒီမှာကျွန်တော်ဟိုဟာတွေလည်းတွေ့တယ်ပေါ့နော်ကြောက်အောင်လို့တတိထားအောင်ဟိုဟာတွေလည်းတွေ့တယ်ပြီးတဲ့အထိကျွန်တော်ဒါဆက်ဆောက်ရမှာဆက်ပြီးတော့ဆောက်ရမှာဖြစ်ပါတယ်ကျွန်တော်ဓာရီခုနကတော့ကျွန်တော်မြေကြီးပြင်ပြီးတော့ဒီလိုရှင်းထားတာပေါ့နော်အဲ့ဒါအများကြီးကုန်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဓာရီကိုလည်း enchant လုပ်ထားပါတယ်ပြီးလို့ရှိရင်ကျွန်တော်pickaxe နဲ့ကျွန်တော် sword ကိုကျွန်တော် enchant လုပ်ထားတယ်ဒီတော့ဒါလေးပြီးအောင်တော့ကျွန်တော်တူးလိုက်ပါမယ် okay အဲ့တော့အားလုံးပဲကျွန်တော်ဒီမှာပေါ့နော်နည်းနည်းရှင်းတော့ရှင်းပြီးသွားပြီပြီးရင်ကျွန်တော်ဗလေ stone တွေပဲကျွန်တော် light ဖြည့်ဖို့ကြံတော့တယ်ပြီးတော့ stone တွေကျွန်တော်ဖြည့်မယ်တခုအကုန်လုံးဖြည့်လိုက်ပါမယ်ခုနကကျွန်တော်ဟိုကောင်လေး attack ခံရတာပေါ့နော်အကောင်ကြီးကျွန်တော်လာပြီးတော့ attack လုပ်တာပေါ့နော်အခုဒီကောင်လေးကိုကျွန်တော်ရွှေ့လိုက်မယ်ဒါ piglin pig တွေကကျွန်တော် oh shit တူလားအဲ့လိုမျိုးတခါလေကြားလို့ရှိရင်တို့ထအဲ့လိုယူတယ်ပေါ့ oh shit မရဘူးဟုတ်တော့ဟာဒီကောင်တွေကဝက်တွေဘယ်ရောက်သွားတယ်ဝက်တွေအကုန်ဘယ်ရောက်ကုန်လဲကောင်တွေကမဟုတ်တော့ဘူးဟာဟုတ်တော့ဘူးဒီထိုင်ပါတော့ကျွန်တော်ဒီဘက်ပဲဆက်လုပ်ကြအောင်ဟိုကျွန်တော်ကတော့ဟိုပါမစားလာအောင်မယ်ကျွန်တော်ဒီတွေးတော့ပြီးသွားပြီပြီးရင်မတခုကျွန်တော်လိုအပ်လို့stone တွေလိုအပ်လို့ရှိရင်လည်းကျွန်တော်တွဲယူလိုက်မယ်ပေါ့နော် stone တွေလိုရင်လည်းတွဲယူလိုက်မယ်ဒီကျွန်တော် storage disk ပြီးမှာဆိုလို့ပေါ့နော်ဒီတော့ဒီမှာတခုဟိုကောင်လည်းမဖေးဘူးပေါ့ဒီကောင်မျက်စိကိုကြည့်လို့ရှိရင်ဒီကောင်က attack လုပ်အောင်မယ်ဒီတော့မရဲလာပြီokay what ကျွန်တော်ဒီအထိတော့ရောက်ပြီလောက်သေးလားတော့မသိဘူးလောက်ရင်လောက်မယ်attack ကျွန်တော်ဒီကောင်နေ attack လုပ်လို့ရှိရင် piglin တွေကကာပြီးကျွန်တော်ဘက်ကကာပါပြီးတယ်ပေါ့နော်ဒီတော့ဟုတ်ပါတယ်ကောင်နေနဲ့ရင်းနှီးလို့ရှိရင်တော့တပိပိနဲ့တော့ဖြစ်လာလိမ့်မယ်ကျွန်တော် stone ကမရှိတော့ဘူးဗျ what the stone ကတော့မရှိတော့ဘူးကျွန်တော်တွက်ယူလာအောင်မယ်တော့ okay အဲ့တော့အားလုံးပဲကျွန်တော်ဒီမှာပေါ့နော်ဒီဘက်ကတော့ကျွန်တော်ခင်းလို့ပြီးသွားပါပြီကျွန်တော်အပေါ်မှာ glass တွေအုပ်ဖို့ပဲကြံတော့တယ်ပြီးတော့ glass တွေစအောင်မယ်ကျွန်တော်အမြင့်ကဒီလောက်တော့ဒီထက်မြင့်လိုက်မယ်wait ဒီလောက်ဆိုဘယ်လောက်ရှိမလဲဘယ်နှတုံးလောက်ရှိမလဲ oh sorry ဒီလောက်ဆိုကျွန်တော်ဒီလောက်ဆိုလောက်တော့မလောက်သေးဘူးကျွန်တော်အပေါ်နည်းနည်းထက်မြင့်ရမယ်နည်းနည်းမြင့်အောင်လုပ်ရမယ်wait oh sorryပြီးတော့မှဟိုလိုမျိုးပတ်လိုက်မယ်glass တွေလည်းကျွန်တော်နည်းနည်းတော့ယူထားပါတယ်ပြီးလို့ရှိရင်အပေါ်မှာတစ်ထက်ရှိသေးတယ်ကျွန်တော်အများကြီးပဲကျွန်တော်ယူလာတယ်ပေါ့နော် glass တွေ okay sorry wait ဖြိုးလို့မရဘူးဟာရတယ်ကြည့်တော့ကျွန်တော်ဒီလိုပုံစံပေါက်ပြီးsorry ကွာ wait ကျွန်တော်မှာ wood မရှိဘူးဒါ wood လို့ပဲကျွန်တော်ခုတ်လဲဘာမှမထူးဒါ wood လို့ပဲအဲ့တော့ကျွန်တော်ဟိုပြီးကန်နေပြီပေါ့ဒါပေမဲ့ပြီးတော့မပြီးသေးလောက်ဘူးကျွန်တော်အပေါ်မှာဘယ်နှထက်လဲမသိဘူးကျွန်တော်နည်းနည်းလိုသေးတယ်နောက်3ဓာတ်လောက်I think ဒီလောက်ကတော့ကျွန်တော်3ဓာတ်ဆိုတော့ wait ဒီမှာဆိုတော့1နဲ့လောက်ဆိုတော့ရပါတယ်3ဓာတ်လေးအဆင်ပြေရ right ဒီတော့ကျွန်တော်ဒီမှာဆက်သွားမယ်
sorry ဒီကျွန်တော်မှနည်းနည်းတော့ရှိသေးတယ်အဲ့ဒါနဲ့ရအောင်လို့လုပ်အောင်ကျွန်တော်ခဏခဏဗလေပြုတ်ကြတာလားဒါမှမဟုတ်သွေးပဲခဏခဏရော့အောင်နော်โอเคအဲ့တော့ကျွန်တော်ဒီမှာထပ်လုပ်မယ်အင်တာမိုင်းအောက်မှာပေါ့နော်ဒီတော့ကျွန်တော်ဘေးဘက်လေးအရင်အကုန်လုပ်လိုက်မယ်ဟိုလောက်ပါမလားမသိဘူးဟာဝေးဒါတွေကဟိုကနေဖြူလို့ရကြားတယ်ဟာ bro what the ကြားလိုက်တာဟုတ်ပြီတော့ကျွန်တော်ဟာကြားတယ်ဘူးဒီအာဟာလေဟာဘယ်ကောင်တိုက်တာဒီတော့အော်မလောက်ကျွန်တော်ဒီမှာ glass မရှိတော့โอเคအဲ့တော့ကျွန်တော်ဒီ glass ဒီအပေါ်ပိုင်းဒီရပြီးလို့ချင်းကျွန်တော်အပေါ်ပါအုပ်လိုက်ပါမယ်โอเคအဲ့တော့အားလုံးပဲကျွန်တော်ဒီမှာပေါ့နော်နေတာထဲဝင်ပြီးတော့ကျွန်တော်ပြမယ်โอเคအဲ့တော့ကျွန်တော်လက်မှာညောင်းရတယ်ပေါ့နော်ကျွန်တော်4 နာရီလောက်ကုန်သွားတယ်ဒီမှာအာဓာကြီးတစ်ခုလုံးစောက်ဖို့အတွက်4 နာရီလောက်ကျွန်တော်အချိန်ယူရတယ်ပေါ့နော်ကျွန်တော် glass တွေယူလိုက်ပါတယ်လည်းပြီးရင်ဒီမှာအပေါက်လေးပေါ့နော် glass တွေယူလိုက်ကျွန်တော် glass တွေကိုလည်းကြိုပြီးသွားပြီဒါတောင်မှ glass က28ခုသေးတယ်ပြီးတော့အဆင်ပြေဘူးကျွန်တော်တော်တော်လေးကိုလှုပ်လိုက်ရတယ်ဒီမှာပေါ့နော်ကျွန်တော်ဒီမှာဟိုဟာတွေပါတွေယူလှုပ်ထားတယ်ကျွန်တော်ဒီမှာဒီအပေါ်မှာရောကျွန်တော်ပြီးရင်ဒီဘေးမှာရောပြီးရင်ဒီမှာဒါကတော့ဝင်းပေါက်ပေါ့နော်ဒါကဒီနားမှာပြီးရင်ကျွန်တော်လမ်းတွေပါလုပ်မယ်ဒါကကျတော့ကျွန်တော်ဟိုပါပေါ့နော်ပြောချင်ကျွန်တော် chest ထားမယ်ပေါ့နော်ဝေးပြီးရင်ဒီမှာ under pro တွေဟိုပါဗာလေ picklin တွေရှီကနေပြီးကျွန်တော်ရခဲ့တယ်ဝေး chest ပေါ့what the ဒီကျွန်တော် crafting တွေပဲလုပ်မယ် chest လုပ်မယ်အဲ့ဒါပဲဒီဘက်မှာနည်းနည်းထည့်နေအဲ့ဘက်မှာတော့ထည့်လာမသိအဲ့ဘက်မှာတော့ထည့်မထည့်လာโอเค sorry ပါအားလုံးပြီးတော့ကျွန်တော်ဒီမှာဒီမှာထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဟို craft မယ် chest craft မယ်ပေါ့နော်ကျွန်တော်ဟိုတွေကပြည့်နေပြီ inventory ထဲမှာကျွန်တော်အကုန်ပြည့်နေပြီပြီးတော့ထားစရာနေရာတော့မရှိတော့လုပ်ပါအောင်ကွာပြီးကျွန်တော်ဒီမှာပဲchest ရမှာပဲကျွန်တော်ဟိုဖြစ်တော့မယ်ပြီးကျွန်တော်အကုန်ထည့်မယ်ပေါ့နော်နေတာနဲ့ပတ်သက်တဲ့ဟာတွေအကုန်ထည့်မယ်ကျွန်တော်ဒီမှာဓာတ်တွေလည်းနေတာနဲ့ပတ်သက်တယ်ပေါ့နော်ပြီးဒီမှာလေသာလည်းမပတ်သက်လေပတ်သက်အောင်ထည့်လိုက်မယ်ပြီးကျွန်တော် under pro ပြီးလို့ရှိရင်ဒီမှာစဘာကတော့မထည့်ပါဘူးစဘာပြီးကျွန်တော်ဘုံလေးတွေကျွန်တော်ဒီမှာနည်းနည်းရှိတယ်ဒါတွေမထည့်ပါဘူးပြီးရင်ဒါနဲ့အကုန်ပတ်သက်တာအကုန်ထည့်မယ်ကျွန်တော် inventory ပြည့်နေတာပေါ့နော်အခုတော့တက်တာပါကြီးဓာကြီးတစ်ခုလုံးလုပ်ဖို့အတွက်စုစုပေါင်းကျွန်တော်9 နာရီလောက်ကြာတယ်ပေါ့နော်ကျွန်တော်ဒါမနက်ဖက်လှုပ်လိုက်တာပေါ့နော်โอเคအဲ့တော့ဒါပဲထင်တယ်ဒါ stone လေးအုပ်ကတော့မထည့်တော့ဘူးโอเคပြီးလို့ရှိရင်ကျွန်တော်အိမ်ပြန်ပါတော့မယ် let's go ဒီလိုဖြစ်နေပါလားဟိုဘယ်မှာ spawn ပြန်ပြီလေကွာအဲ့တော့ကျွန်တော်ဒီတိုင်းအဲ့လိုပါပဲကျွန်တော်ဒီနားမှာပဲအမြဲကျွန်တော်အဲ့လိုလာ spawn နေပေါ့နော်ကျွန်တော်အိမ်ဟာဟိုးနားမှာကျွန်တော်အဲ့နာဟိုဖြိုရင်ကောင်းမလားအိမ်နဲ့တမျိုးကြီးဖြစ်နေအိမ်နဲ့ကတားလွယ်နေပြီးတော့ကျွန်တော်ဒီလိုလေးသွားမယ်အိမ်နာရောက်တော့မယ်โอเคအဲ့တော့ကျွန်တော်အိမ်နာတော့ရောက်ပြီကျွန်တော်ဟိုးကနေကျွန်တော်ကူးလာတာပေါ့နော်โอเคအဲ့တော့ကျွန်တော် farming time ကတော့ဒီနေ့မလုပ်တော့ပါဘူးအကုန်လုံးကတော့မစုံသေးဘူးပေါ့နော်ပြည့်နေပါပြီဒါပေမဲ့ကျွန်တော် farming time အခုတော့မလုပ်သေးပါဘူးမနက်ဖြန်မှာပဲကျွန်တော်လုပ်တော့မယ်ပြီးကျွန်တော်ဒီနေ့ upgrade လုပ်လိုက်တဲ့ဟာတွေကကျွန်တော်ဒီလမ်းလေးကကျွန်တော်ပြအောင်မယ်ကျွန်တော်ဒီလမ်းတကယ်သွားမယ်လမ်းနေကြတော့ကျွန်တော်ခြေလေးမထည့်တော့ပါဘူးပြန်ဖြိုးလိုက်တယ်ပြီးရင်နောက်ထပ် upgrade ကကျတော့ဒီမှာပေါ့နော်ကျွန်တော်ဒါလေး bookshelf လေးဆင်လိုက်တယ်
ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒါတွေထည့်လိုက်တယ်အဲ့ဒါပါပဲ Okay အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအားလုံးပဲ see you ဗျာတဒါ